ကဲအထုပ်ပြုတ်ကိုစားမယ်ထဲမှာဝတ်သားပါမယ်ပြီးအထုပ်ပြုတ်လည်းပါမယ်ဘာပြောလဲဆိုတော့မခေါ်တော့ဘူးအမှလောက်ထားတာကအစင်းလေးထုတ်စားလိုက်ညတော့နားရက်လေးပါနားရက်လေးမှာဟိုကြာရှိတာလေးလုပ်တယ်ပြီးတော့ဒီမှာအထုပ်ကိုစားမယ်တိုက်ကြတာများပါပြီအရင်စားလို့ကောင်းတယ်ကျမလည်းညီရတာလေးရှိဝိညာဉ်ပဲတပတ်မှာရင်းလေးကိုစုထားတယ်ရင်းလေးကိုဝက်စုပါပြီဆိုရင်ဒီပတ်တော့လေးထည့်ပြီးတော့ပြုတ်စားမယ်ပြီးရင်အမေသားကြော်ထားတယ်အမေသားကြော်လေးရယ်အထုပ်လေးရယ်ညနေနေ့နေ့စားလေးပါမနက်ကတော့ရထားတော့ညအမေသားဟင်းနဲ့ပလာတာစားကြတော့မနက်ကကျွန်တော်စားတယ်ပြီးတော့ကြော်ထူလာရေးလေဆိုတာကြော်လေးလည်းစားလိုက်တယ်ပါပြီမမဟာရင်းရိုးစူလိုက်ဒါကပထုံးနဲ့စားဖို့မဲသားကြော်ပြီးရင်ဒါမြုပ်တီထောင်းပြီးရင်အချိုတဲကိုပစုံဦးကြောက်ကြော်ရမ်းကိုကောင်းတယ်ပြီးစုနေတဲ့ရင်းလေးတွေကိုပထုံးလေးတွေကိုထည့်ပြီးတော့ပြုတ်ထားပါတယ်မျိုးလေးတွေရလာပြီဆိုရင်ဆယ်လို့ရပါပြီဆိုတော့ဆယ်ပြီးတော့ပကံထဲကိုထည့်လိုက်ပြီးတော့မြုပ်တီကြော်ရဲမဲသားလေးနောက်ဆုံး reset လေးပါ